ကိုးစားတက္ကရာ1350 ပြည့်နှစ်သာသနာ2532 ခုတရင်ကျွတ်လာပြီးအဘိဓမ္မာအခါတော်နေ့၌ဟောကြားအပ်သောမေတ္တာဘာဝနာတရားဘုန်းကြီးကနေ့ဟောပေးမှာမေတ္တာဘာဝနာပွားများပုံနှစ်နည်းကိုဟောပေးပါမယ်။တနည်းကပဋိသင်္ပိဒမဲ့ပါဠိတော်မှာလာတဲ့ဓိလာဖရဏမေတ္တာလို့ခေါ်တဲ့အရ10 မျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်။တနည်းကမေတ္တာတို့ပရိမှာလာတဲ့မေတ္တာဘာဝနာ7 နည်းဖြစ်ပါတယ်။မေတ္တာပွားပုံနှစ်နည်းကိုဟောပေးပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရလို့ခဏကြည့်မယ်ဆိုလို့ရှိရင်သတ္တဝါတွေမှာယာဂမီဒေါသမီမောဟမီမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်။ဒါကမြင်ရတဲ့ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမီးကငရဲမီးအဲ့ဒီမှာသင်္ကစားတော်ကြီးကမီးလုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိလောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရိဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရိမောဟကိနေသူနိဋ္ဌာယနရကခိဝိဝတ္တရိနရကခိဝိဝတ္တန္တာနရသူဒုက္ခရိသင်္ကလာတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဟောပါဠိတော်ကလာတဲ့အဂိလောက်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါတိလောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်အကောင်းမီးကိုငြိမ်းစေနိုင်တဲ့ရည်ရှိတယ်လို့အခုပြောတဲ့လောဘမီးဒေါသမီးမောဟမီးငရဲမီးဒီမီးကိုငြိမ်းစေတတ်တဲ့တရားရည်ကိုမရှိဘူးလားတရားရည်ကမေတ္တာဘာဝနာပြီအဲ့ဒီမီးတွေကိုငြိမ်းစေတတ်တဲ့ရည်စဉ်ရည်အေးဖြစ်ပါမေတ္တာဘာဝနာရည်စဉ်ရည်အေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဒမဲ့ပါဠိတော်မှာလာတဲ့အရ10 မျက်နှာတစ်မျက်နှာစဉ်မေတ္တာ4 ပါးပွားတဲ့မေတ္တာဘာဝနာရည်စဉ်တစ်မျိုးမေတ္တာလောက်ပရိမှာလာတဲ့မေတ္တာဘာဝနာ7 မျိုး2 မျိုးတောင်ရှိပါလေမေတ္တာရည်စဉ်ရှိ2 မျိုးပြောကြလို့ဤတော်ပဋိသင်္ပိဒမဲ့ပါဠိတော်မှာလာတဲ့မေတ္တာဘာဝနာပွားပုံကဘုန်းကြီးတို့ဒီအရ10 မျက်နှာကိုရှားကရေတွက်ပုံက1 မျိုးရှားကအရှိအနောက်မြောက်တောင်တခါဖြည့်တောင်အနောက်မြောက်အရှိမြောက်အနောက်တောင်အောက်အထက်အဲ့ဒီလိုသူနည်းနဲ့သူပေါ့တူယူအရ4 မျက်နှာအထောက်အရ4 မျက်နှာတလူဆိုပြီးတော့အောက်အထက်အရာကျကလူတွေမှတ်ဖို့လွယ်တဲ့နည်းကအရှိအရာအရှိတောင်အရာတောင်အရာအနောက်တောင်အရာအနောက်မြောက်အရာမြောက်အရာအရှိမြောက်အရာအဲဒီလိုမှတ်ရင်လည်းပဲအရာထဲကနည်းကပြီးပါဤတွင်ဥပမာအရှိအရာဆိုပါဆိုရဲ့ပုရတိမာယဒိလာယတပ္ပိတတ္တအဝေရာဟွန်တုအပြာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနာပရိဟရန္တုတူ4 ချက်ဟာမေတ္တာဘာဝနာပြတယ်အရတမျက်နှာအတွက်မေတ္တာ4 ပါးပွားကြရင်
ကျန်တဲ့အရာကိုမျက်နှာအတွက်အကုန်လုံးမေတ္တာပွားကြသွားတယ်အဲ့ဒီမှာအရှိအရာ၌ရှိတော့အနန္တဆက်ကြဝဠာအနန္တတတ္တဝါမေတ္တာကအပမိညာကမ္မထံခေါ်ပါတယ်တတ္တဝါအပိုင်ချမထားရတတ္တဝါမနိုင်ရှင်နိုင်လောက်အောင်များတဲ့အနန္တတတ္တဝါအဲ့ဒီလိုဆက်ကြဝဠာလည်းပဲအရှိဘက်ကအနန္တဆက်ကြဝဠာဆက်ကြဝဠာအနန္တမှာရှိရတဲ့အနန္တတတ္တဝါတွေအာယုံပြုပြီးတော့အဝေရာခွန်တုဆိုတာကဘေးရန်ခတ်သိငြိမ်းကြပါစေတယောက်တယောက်ရံပြုလို့တဲ့စေတနာဘုန်းကြီးတို့ရှားအခေါ်ဝေရစေတနာလို့ခေါ်တယ်အဲ့ဒီဝေရစေတနာရံပြုလို့တဲ့စေတနာဖြစ်ရင်ဒေါသတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာရင်ကိုယ်စိတ်ဆင်းရဲတယ်အဲ့ဒီကိုယ်စိတ်ဆင်းရဲရင်နှလုံးစိတ်ဝမ်းမအေးချမ်းတော့ဘူးနှလုံးစိတ်ဝမ်းပူပန်တယ်အဲ့ဒါကြောင့်ဒီလေးခုကိုတတ်ပြီးတော့အဝေရာဟွန်တုကြည့်ပြီးတော့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေအရာပစ္စာဟွန်တုကြည့်ပြီးတော့ဒေါသခတ်သိမ်းငြိမ်းကြပါစေအနိဂါဟွန်တုကိုကြည့်ပြီးတော့ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေဒုက္ခိအတ္တနာပရိဟရန္တုကြည့်ပြီးတော့ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းရပါစေလို့ဆိုရင်ဗမာနည်းနဲ့ဗမာပွားရင်အနဲ့အတိတ်ပဲမချင်းစရာမရှိဘူးမျက်စိကိုမှိတ်ထားသို့မဟုတ်စက်ခုံတရေကိုချထားပြီးတော့ပွားကြည့်ရအောင်ဘုန်းကြီးတို့ရှားတဲ့ကလာတဲ့အရက်အသွားနဲ့တူယူအရက်၄မျက်နှာအထောက်အရက်၄မျက်နှာအောက်အရက်၄မျက်နှာအထက်အရက်အောက်အရက်အထက်အရက်အားလုံးအရက်10မျက်နှာမေတ္တာဘာဝနာပွားရအောင်ဓမ္မကြီးတွေဓမ္မကြီးတွေစက်ခုံးတွေမြတ်စွာချပြီးတော့ဩဒီဒိတာဖရဏမေတ္တာကိုအရင်ပွားကြရအောင်မြတ်လိုက်ဆိုကြအရှိအယတ်၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေဟောဒါပဋိသင်္ပိဒမေပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်10မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်10မျက်နှာထားပုံကခုပြောတယ်လို့ပဲရှားရဲကထားတာကအရှိအနောက်မြောက်တောင်ဒီအစဉ်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒီလိုရှင်းပါလေမိမိတို့လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိအဲဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲဒီလိုအယတ်စဉ်အတိုင်းယခုလိုမေတ္တာပွားမယ်ဆိုလည်းပဲပွားရပါပေါ်ကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဒီအတိုင်းမှာဆိုရုပ်အတိုင်းမှာဟောတာအထက်အရာနဲ့အောက်အရာကြတော့ဒီနေ့ထက်ဝန်းကျင်အနန္တစัจ java လာတို့ထက်ဝန်းကျင်ကလေးထက်ရဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီထက်ဝန်းကျင်မထက်ရင်အောက်အရာနဲ့ရှိသောအနန္တစัจ java လာတို့ထိုလိုက်ရင်ဒီစัจ java လာအောက်မှာစัจ java လာတိုက်ပြီးတိုက်ပြီးတိုက်အောက်မှာပေါ့လေစัจ java လာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစัจ java လာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိအောက်မှာစัจ java လာတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စัจ java လာတိုက်တယ်အနန္တရှိတယ်အဲ့ဓာဒီအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကချက်ဝန်းကျင်ဆိုတာဘေးပတ်တယ်လို့ဆိုလိုလားအနန္တစัจ java လာ
အဲဒီဆက်ကြောလာကဘာဖြစ်လို့ဒီလိုပို့ရတော့ဆိုတော့ဘုန်းကအရက်ရှင်းမျက်နှာပြောတော့ကအပေပုံသားတွေစိတ်ကအာယုံမရောက်ဘူးဟိုကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်အရကပွားရထို့အတူပဲအရက်ရှင်းမျက်နှာပွားတော့အထက်ကနတ်တွေဓမ္မတွေမပါဘူးဟိုအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်အထက်ကနတ်တွေဓမ္မတွေရောက်မြစ်တာပွားရအောင်ဆိုပြီးတော့အထက်အရ၌ရှိတော့အနန္တစัจ java လာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်ရတယ်ဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစัจ java လာရဲ့အထက်မှာစัจ java လာတိုက်တွေဆင်းလဲအနန္တစัจ java လာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်တယ်အနန္တစัจ java လာအနန္တနတ်ပြမတို့ဒါလေးပဲထူတယ်ဒါအဓိကပရဏမေတ္တာလို့ခေါ်တယ်မေတ္တာဘာဝနာဒါတနည်းဘုရားဘာသာသူတော်ရှင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာသုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7နည်းပွားတဲ့သုတ်မေတ္တာသုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7နည်းပွားတာကရှင်းဥစွာဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တသဗ္ဗတတ္တခသိန်းဥစ္စုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည်စုံကြကိုယ်သည်ဖြစ်၍၎င်းဒုက္ခိတတ္တစေတသိကဒုက္ခနှင့်ပြည်စုံကြသည်ဖြစ်၍၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဟွန်တုဘဝန္တုဖြစ်ကြပါစေသတ္တဝါတွေကိုတခွန်းတဲ့နဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့ရှားအခေါ်သဗ္ဗသင်္ဃာကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာကမေတ္တာပို့ခြင်းရင်အားလုံးသတ္တဝါတွေသက်ကုန်တွေမြတ်စွာချပြီးတော့ရုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးသတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာကမေတ္တာဒါကတနည်း၎င်းတော့ယေကေရှိပါဏဗုဒ္ဓတိတသာဝါသာဝရဝနဝသေတာအာလုံးကြားရတဲ့အာလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတသာဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တအဲ့ဒီလိုပို့ရပါလေဟိုးနောက်နားမှာသူရဲ့အဖျားသားကရှိပါအဲ့ဒါကိုဘုန်းကြီးတို့သတ္တဝါနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုရပါစို့ဟင်းတစ်မျိုးတည်းစားနေရတော့အာယုံကစိတ်မကျေနပ်ဘူး2မျိုးလောက်အာယုံကြောင်းကျင်တယ်လို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါနှစ်ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တသာဝါသာဝရဝအနဝကေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တလို့ပွားရဗမာလူပြောတော့တသာဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်တဂရကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲ့ဒီနှစ်ခုကြောက်တတ်မကြောက်တတ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဒါလိုပွားရပါတခါသူရဲ့တွဲပဲနောက်နားမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့သတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအထက်ဒီအဆောက်အအုံထဲမှာရှိနေတဲ့သတ္တဝါတွေဟာမြင်အပ်တဲ့သတ္တဝါဒီအဆောက်အအုံရဲ့ပြင်ဘက်ကအရက်10မျက်နှာရှိတဲ့သတ္တဝါတွေဟာ
မမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရပ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူတွေဝတ္တန်တိအဝိဒူတွေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါနှမျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံပြင်ဘက်ကအရက်ဆယ်မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုပြီးတော့ဝေးနေနီးနေနှထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောက်နာမှာဘုဒ္ဓဝသံဃဝေသီဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဃဝေသီဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥဒုရှင်သောတာပန်သရကအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုခြံနှပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတခါတတဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲ့ဒီမှာဘုန်းကြီးတို့တတဝါ၆တာဝနဝတိတာဒီကဝယေဝမဟန္တာမိဂိမာရတကအနုကထူလာဒီပါဠိဂါထာချက်ဝက်မှာဘုန်းကြီးတို့တရဝါ၃ပုံစုရအောင်ဉာဏ်ဖြန့်ရဒီကဝါရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါနောက်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမိဂိမာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလို့ရှည်တဲ့တတ္တဝါဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တတ္တဝါဆိုတော့လက်တို့မရှိမတူဆိုတော့ဒီကြားကတတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှည်တူအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါတွေအနုကခန္ဓာကိုယ်သေးငယ်တဲ့တတ္တဝါတွေမိဂိမာအဲ့ဒီမကြီးမငယ်အလေအလတ်တတ္တဝါတွေသုံးစုထားပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေတခါနောင်နာကမိဂိမာရတကအနုကထူလာရှူတဲ့ဖြိုးတဲ့ဝါတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါအနုကကျုံတဲ့လှီတဲ့ပိန်တဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမိဂိမာမရှူမကျုံအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလူပဲသုံးမျိုးနော်ဝါတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲ့ဒီမှာရှူကျုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့လိုပွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်လားအပေါ်မှာအရှိအပွားချမ်းသာရကြောင်းအရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရကြောင်းကိုရယူလို့တာမေတ္တာမြည်သလိုတစ်ဖက်လားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ဆင်းရဲဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပဉ္စနာဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထနာတိမင်ယေထကတ္တစီနံကံစီဗျာရောဒနာပတိကသိညဇိညမင်ညတဒုက္ခမိတ်ဆေယသရောဝါတွေဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်လိမ့်လိလှိပြနေလို့အလိမ့်မပေါ်ခင်ဆက်ဆံရေးအစဉ်ပြေတော်လည်းပဲအလိမ့်ပေါ်လာရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလက်ပတ်ချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားကင်းရပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေဒီလိုပွားရတခါနာတိမင်ကြီးထကတ္တစီနံကံစီဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းမှာတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိခင်တော့ဆက်ဆံရေးအစဉ်ပြေ၏
အထင်သေးတာသိရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲဆင်းရဲဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောဒနာပဋိကပညာနိညမညတဒုက္ခမေရှိယတတိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ဆင်းရဲတာကိုအလိုရှိတတိယတို့မလိုပါဘူးကိုရောဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတော်သမီးတော်မူလို့ဒီစိတ်တွေမရှိတာတော့ကဘာကြီးတစ်ခုလုံးကြည့်ရင်ဘုရားဘာသာကလွဲရင်ရသောအဖြစ်တစ်ဖက်ကဆင်းရဲတာကိုပဲအလိုရှိတယ်ကိုယ်သာချမ်းသာဒါကြောင့်အချင်းချင်းဆင်းရဲလိုခြင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလိုတဲ့မေတ္တာသုံးပါလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတနည်းကိုနှခေါက်လက်တွေ့ပွားကြည့်ရအောင်ဗျသက္ကုံတရီမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေကြောက်တမကြောက်တရရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေကြောက်တမကြောက်တရရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေမြင်အပ်မမြင်အပ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေမြင်အပ်မမြင်အပ်ရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေဝိနေနီးနေထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေဝိနေနီးနေထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရင်းအေးကြပါစေရှိတိုးအလသုံးရခန္ဓာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေရှိတိုးအလားလုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေဤငယ်အလားလုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဤငယ်အလားလုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလားလုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလားလုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောဒါမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7နည်းတနည်းကိုနှစ်ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတရိစ္ဆာန်ပြိတ္တာအတုရကအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေကြီးဟူသောမိ၄ပါးကိုဤမေတ္တာဘာဝနာနှစ်နည်းဖြင့်ငြိမ့်သက်၍ငြိမ်းအေးဒုက္ခစငြိမ်းအေးတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်းဤအားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောကရုဓမ္မအိဋ္ဌသီလဆောက်တည်ရခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်မြတ်တဲ့ကောင်းမှုကုသိုလ်ကံအယယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြီးနိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းလို့ချုပ်ရပြရငြိမ်းရတန်တရားဇတ်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာတဲ့ကုသိုလ်အကျင့်မတိပါလင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တန်အပ်သောမဉ္ဇဉ်လေးရတို့ဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝသုံးပါးဘုံသုံးပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှဖြခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစာတရားတို့တပံအသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုယ်စီဆံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုယ်စီဆံရသဖြင့်ကာမဝကိလေသာဝဝိပါကဝတိဟူသောဝဒုက္ခခတ်သိမ်းသံဃာမိကြောင့်မိစယံကြီးအပြည့်တိုင်ငြိမ်းကြပါစေကုန်သတည်း